မင်္ဂလာပါမိတ်ဆွေတို့ရေယနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့ယုံကြည်မှုမျှော်လင့်ချက်နဲ့မေတ္တာတရားတို့အကြောင်းဖြစ်ပါတယ်မိသားစုပြိုကွဲမှုမိခင်ဤအရက်ဆွဲပြဿနာအထီးကျန်ခြင်းနှင့်အပြစ်ရှိသလိုခံစားရမှုများအကြားလမ်းပြောင်းနေတဲ့ကောင်လေးတစ်ယောက်ကြောက်စရာကောင်းလာသောစီကံကြီးကျောင်းအုပ်ဆရာကြီးဤတကားတစ်ချက်ဖွင့်ထားခြင်းကသူ့ဘဝထဲသို့အလင်းရောင်တစ်စင်းဝင်ရောက်လာစေခဲ့သည်ကြောက်ရွံ့ခြင်းနောက်ွယ်မှာနူးညံ့မှုရှိနိုင်သလားအမှောင်ထဲမှာမျှော်လင့်ချက်ရှိနိုင်သလားတယောက်ယောက်ဤလက်တစ်ဖက်ကဘဝတစ်ခုလုံးကိုကယ်တင်နိုင်သလားယုံကြည်မှုမျှော်လင့်ချက်နှင့်မေတ္တာတရားမူရင်း Faith, Hope and Love by Peter Spelk ကိုဆရာညီတစ်မှမြန်မာဘာသာပြန်ဆိုထားသည့်ယင်ထဲအထိထိုးဖောက်ဝင်ရောက်စေသောဘဝဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်နားဆင်ရင်သိရင်ထဲမှာလည်းယုံကြည်မှုမျှော်လင့်ချက်နှင့်မေတ္တာတရားတို့ပြန်လည်မွေးဖွားလာနိုင်မယ်လို့မျှော်လင့်ပါတယ်ယုံကြည်မှုမျှော်လင့်ချက်နှင့်မေတ္တာတရားကျွန်တော်အသက်14နှစ်တွင် Chess Higher Academy သို့ပို့ခြင်းခံခဲ့ရသည်ထိုကျောင်းသည်အိမ်နှင့်အဆင်မပြေသောယောက်ျားလေးများအတွက်ဖွင့်လှစ်ထားသောကိုနတီးကတ်မြို့ရှိဘော်ရာကျောင်းဖြစ်သည်ကျွန်တော်အိမ်နှင့်အဆင်မပြေရခြင်းမှာအရက်ဆွဲနေသောအမေကြောင့်ဖြစ်သည်အမေဤပျက်စီးနေသောအမှုအကျင့်ကြောင့်ကျွန်တော်တို့မိသားစုတစ်ခုလုံးတစစီပြိုကွဲခဲ့ရခြင်းဖြစ်သည်အဖေနှင့်အမေကွာရှင်းပြက်ဆဲပြီးသောအခါကျွန်တော်တက်နေသောအထမတန်းမှဘာသာရပ်အားလုံးကြသည့်အထိအမေကိုပြုစုခဲ့ရသည်ကျွန်တော်အဖေနှင့်ကြောင်းအုပ်ဆရာကြီးကအားကစားဘက်တွင်နာမည်ထွက်ပြီးစီကံကြီးလာသည့်ဘော်ရာကျောင်းသို့ပို့ရန်ဆုံးဖြတ်ခဲ့ကြသည်ထိုကျောင်းရှိရာနေရာကလည်းအမေလွယ်လင်းတကူမလာနိုင်သောနေရာဖြစ်သည်သို့မှသာကျွန်တော်အနေနှင့်အထက်တန်းကျောင်းကိုအောင်မြင်ပြီးနိုင်မည်အခွင့်အရေးရနိုင်မည်ချက်စဟိုင်းယာကျောင်းမှပြုလုပ်သည့်မောင်မယ်တစ်လွင်ကြိုဆိုပွဲတွင်နောက်ဆုံးစကားပြောဖို့အလှည့်ကျသူမှာအလွန်စီကံကြီးလာသောကျောင်းအုပ်ကြီး Fred Olayi ဖြစ်သည်သူသည်ရေးတက္ကသိုလ်မှအမေရိကန်ဘောလုံးသမားဟောင်းတစ်ယောက်ဖြစ်ပြီးလူကောင်လည်းအလွန်ကြီးသည်မီရိုးကားပြီးလေပင်ကတုတ်ခိုင်သည်သူ့ပုံစံကရေးတက္ကသိုလ်မှလူမဟာဘီလူကြီးတစ်ယောက်အလားထင်မှတ်မားလောက်သည်စကားပြောရန်အတွက်သူ့ခန္ဓာကိုယ်ကြီးနှင့်မိုက်ခရိုဖုန်းရှိရာသို့ရှောက်သွားသောအခါအားလုံးငြိမ်သက်တိတ်ဆိတ်သွားကြသည်ကျွန်တော်ဘေးမှထိုင်နေသည့်အထက်တန်းလွှာပုဂ္ဂိုလ်တစ်ယောက်ကခြာတိတ်ဒီဆရာကြီးနဲ့မတွေ့အောင်သာနေကွာလမ်းဖြတ်ကူးတဲ့အချိန်မှာပဲဖြစ်ဘာပဲလုပ်ကွာသူမမြင်အောင်သာနေမင်းဒီလောကထဲမှာရှိနေတာကိုတောင်သူမသိစေနဲ့ကွာဟုကျွန်တော်ကိုပြောသည်ထိုညကကြိုဆိုပွဲတွင်မစ္စတာအိုလာယီပြောသွားသောမိန့်ခွန်းမှာလူရင်းကိုခတ်တိုတိုနှင့်ပြောသွားခြင်းဖြစ်သည်ဆရာထပ်ပြောမယ်ကျောင်းဝင်းပြင်ပကိုမထွက်ပါနဲ့စိတ်လိမ်မတောက်နဲ့အရက်မတောက်နဲ့မြို့ပေါ်ကမိန်းကလေးတွေနဲ့အဆက်အသွယ်မလုံးနဲ့ဒီစည်းကမ်းတွေကိုချိုးဖောက်ခဲ့မယ်ဆိုရင်တော့မင်းတို့ငရေရောက်တာထက်ဆိုးသွားမယ်ဒါအပြင်ငါကိုယ်တိုင်လည်းဖနှောင်းနဲ့ပေါက်မယ်ဟုသူကပြောသည်သူစကားဆုံးပြီဟုထင်နေချိန်မှာပဲမင်းတို့မှာဘလို့အခက်ခဲပဲရှိဘလို့ပြဿနာပဲကြုံငါရုံးခန်းတကားကမင်းတို့အတွက်ဖွင့်ထားတယ်ဟူသောစကားကိုပုံမုံလေးတန်းနှင့်ပြောသည်ထိုနောက်ဆုံးစကားကကျွန်တော်စိတ်ထဲမှာဆွဲမြအဲနေသည်ကျောင်းဖွင့်စနှစ်ဦးပိုင်းမှာအမေရက်တောက်တာတွေပိုဆိုးလာသည်ကျွန်တော်အဆောင်မှာရှိသည့်နေ့ဆိုရင်အမေကနေရောညပါအဆက်မပြတ်ဖုံးဆက်သည်အမေကသူ၏ပလုံးပထွေးလေတန်းနှင့်ကျောင်းမှထွက်ပြီးသူနှင့်အတူအိမ်မာလာနေဖို့ကျွန်တော်ကိုတောင်းပန်နှင့်ပြောသည်သူရက်ဖြတ်ပြီးဖလော်ရီဒါပြည်နယ်သို့အပန်းဖြေခရီးထွက်မည်စသည်ဖြင့်ဂတိတွေလည်းပေးသည်ကျွန်တော်အမေကိုချစ်ပါသည်ကျွန်တော်ရင်ထဲမှာပြောင်းဆန်ရသည်ကျွန်တော်မှာအပြစ်ရှိနေသလိုခံစားရသည်ကျွန်တော်ရှက်မိသည်ကျွန်တော်အလွန်ကိုဝေခွဲမရဖြစ်ရသည်အင်္ဂလိပ်စာသင်နေသည့်တညနေတွင်ကျွန်တော်သည်ယခင်ညကအမေဖုံးဆက်သည့်အကြောင်းကိုတွေးမိရင်ကျွန်တော်ခံစားမှုတွေပေါ်ပါလာရသည်ကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေအလျင်အမြန်쏟တက်လာသည်ထို့ကြောင့်ဆရာကိုအပြင်ထွက်ခွင့်ပြုရန်ကျွန်တော်ခွင့်တောင်းလိုက်သည်ဘာကြောင့်အပြင်သွားချင်ရတာလဲဟုပါမောက္ခကမေးသည်မစ္စတာအိုလာရီကိုသွားတွေးမလို့ပါဟုကျွန်တော်ကပြန်ဖြေလိုက်သည်ကျွန်တော်အတန်းဖော်တွေအားလုံးတိတ်ဆိတ်သွားကကျွန်တော်ကိုဝိုင်းကြည့်ကြသည်မင်းဘာတွေလုပ်ခဲ့မိလို့လဲပီတာဆရာလည်းကူညီလို့ရရင်ကူညီမယ်လေဟုပါမောက္ခကအကြံပြုသည်မရဘူးဆရာကျွန်တော်မစ္စတာအိုလာရီရဲ့ရုံးခန်းကိုအခုပဲသွားခြင်းနဲ့ဟုကျွန်တော်ကပြန်ပြောလိုက်သည်ကျွန်တော်အခန်းထဲမှထွက်လာသောအခါဆရာတကားကမင်းတို့အထွက်ဖွင့်ထားတယ်ဆိုတာစကလုံးတွေကိုသာစဉ်းစားနေမိသည်
မစ္စတာအိုလာရီ၏ရုံးခန်းကပေမခန်းမကြီးတဲကအခန်းကျယ်တစ်ခန်းဖြစ်သည်သူ့ရုံးခန်းတကားကိုမှန်ချက်ကြီးဖြင့်လှုပ်ထား၍အခန်းထဲကိုမြင်နိုင်သည့်ကြီးလေးသည့်စီကန်းချိုးပေါက်သူရှိသည့်အခါမျိုး၌သူသည်ထိုကျောင်းသားကိုရုံးခန်းထဲသို့ဆွဲခေါ်သွားပြီးရုံးခန်းတကားကိုဝန်းခန်းထဲပိတ်ကာတကားလိုက်ကာကိုချပစ်တတ်သည်မင်းညကမြို့ရဲကမိသက်ဌာနအောင်နားမှာမင်းစစ်လိတ်တောက်နေတာကိုငါတွေ့တယ်တခြားကောင်လေးတစ်ယောက်လည်းပါတယ်မြို့ရဲကကော်ဖီဆိုင်ကကောင်မလေးလည်းပါတယ်ဟုအော်ဟစ်ပြောဆိုတမ်းများကိုသူ့ရုံးခန်းသားတွင်မကြာခဏကြားရတတ်သည်ကန်ဆိုးမှုမှောင်ကြားသည့်ចောင်းသားအဖို့မစ္စတာအိုလာရီ၏ဒဏ်ပေးမှုသည်ငရဲသမျှပင်သူ့ရုံးခန်းရှိတွင်တန်းစီနေသည့်လူတွေမပြတ်ရှိနေတတ်သည်စီကံတစ်မျိုးမျိုးကိုချိုးဖောက်မိသည့်ចောင်းသားများသည့်သူ့ရုံးခန်းရှိတွင်အမီးကုတ်လျက်တန်းစီထိုင်နေကြသည်ကျွန်တော်ထိုလူရန်နောက်တွင်တန်းစီသောအခါသူတို့တွေကကျွန်တော်ဘာစီကံဖောက်မိလို့လဲဟုမေးကြသည်ဘာစီကံမှမဖောက်ဘူးဟုကျွန်တော်ပြန်ဖြေလိုက်သည်မင်းယူနေလားဒီနေရာကနေအခုချက်ချင်းကြပေတော့အခုသူတို့ကကျွန်တော်ကိုဝိုင်းအော်ပြောကြသည်တို့ရာတွင်ဘယ်နေရာကိုသွားရမလဲဆိုတာကျွန်တော်စဉ်းစားလို့မရပဲဖြစ်နေသည်နောက်ဆုံးတော့ကျွန်တော်အလှည့်ရောက်လာသည်မစ္စတာအိုလာရီ၏ရုံးခန်းတကားပွင့်သွားပြီးနောက်စီကံကြီးလာသောဆရာကြီး၏မေယိုကြီးကိုကျွန်တော်ကြည့်နေမိသည်ကျွန်တော်မှာတဆက်ဆက်တုံနေပြီးမှားမိလေခြင်းဟုခံစားနေရသည်တို့ရာတွင်ကျောင်းမှာအကြောက်ရဆုံးသောပုဂ္ဂိုလ်တစ်ယောက်ရှိရောက်လျင်အလွန်ကြောက်ရသည်ဟုသူများတွေပြောထား၍စိတ်ထစ်နေမိခြင်းမျှသာဖြစ်သည်ကျွန်တော်မော့ကြည့်လိုက်သောအခါဆရာနှင့်မျက်လုံးချင်းစုံမိသည်မင်းကဘာကိစ္စအတွက်ဒီကိုရောက်လာရတာလဲဟုဆရာကခက်ထန်ထန်မေးသည်မောင်မယ်တစ်လွင်ကြိုးဆိုပွဲနေတော့ကဘလို့အခက်ခဲပဲရှိရှိဘလို့ပြဿနာပဲကြုံကြံဆေးရရုံးခန်းတကားကဖွင့်ထားတယ်ဆိုလိုပါဟုကျွန်တော်ကအထစ်ထစ်အငေါငေါဖြင့်ပြောလိုက်မိသည်ဝင်ခဲ့ဟုသူကပြောပြီးအစိမ်းရောင်ကလထိုင်ကြီးကိုညွှန်ပြကာတကားလိုက်ကာကိုဆွဲချလိုက်သည်ထို့နောက်သူ့စပွဲခုံနောက်ထဲသို့ဝင်ထိုင်ပြီးကျွန်တော်ကိုကြည့်သည်ကျွန်တော်သူ့ကိုမော့ကြည့်ပြီးပါဇက်ဟလိုက်စင်မှာပဲမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်ကျွန်တော်အမေကအရက်ဆွဲနေသူတယောက်ပါဆရာအမေကအရက်မူးပြီးကျွန်တော်ကိုဖုံးဆက်တယ်ကျွန်တော်ကိုကျောင်းကထွက်ပြီးအိမ်မှာပဲပြန်နေစေချင်တယ်တဲ့ကျွန်တော်ဘာလို့ရမှန်းမသိဘူးကျွန်တော်ကြောက်နေတယ်စိုးရိမ်နေတယ်ဆရာကျွန်တော်ကိုစိတ်မနှံတဲ့အယူတယောက်လို့တော့မထင်လိုက်ပါနဲ့ဗျာကျွန်တော်ဒူးနှစ်လုံးကြားတဲ့ခေါင်းအပ်ပြီးမထိန်နိုင်မသိမ်းနိုင်ငိုချလိုက်မိသည်ကျွန်တော်ပတ်ဝန်းကျင်ကိုပါသတိမမူမိတော့လူကောင်ကြီးအားကစားသမားဟောင်းကြီးသူ့ထိုင်ကုန်မှထလာကအစိမ်းရောင်ကလားထိုင်ကြီးပေါ်မှာတသိမ့်သိမ့်ငိုရှိုက်နေသည့်ကျွန်တော်ဘေးမှာတိတ်ဆိတ်စွာလာရက်သည့်အတန်ကိုပင်ကျွန်တော်မကြားမိတော့ကျွန်တော်သည်မှောင်မိုက်အေးဆက်သောနေရာမှာဖျားသခင်မေ့လျှော့ခံထားရသည့်ကလေးတွေထဲမှတယောက်ဖြစ်နေသည်နောက်တော့လူတွေကြားထဲမှာဖျားသခင်လှုပ်ပြတတ်သည့်အချင်းအရာတစ်ခုဖြစ်ပွားလာခဲ့သည်မစ္စတာအိုလာရီ၏ကြီးမားသောလက်ကကျွန်တော်ပခုံးကိုညင်သာစွာထိကင်လာသည်သူ့လက်မကကျွန်တော်လေပင်ကိုထိနေသည်ကြောက်စရာကောင်းလာသောစီကံကြီးလှသည့်လူတန်ကြီးပြောသည့်နူးညံ့သောလေတံကိုကျွန်တော်ကြားနေရသည်တာမင်းဘလို့ခံစားနေရတယ်ဆိုတာကိုဆရာသိတယ်ဒီမှာကြည့်ဆရာလဲအရက်သမားတယောက်ပဲကွမင်းတို့သားမီးနှစ်ယောက်အတွက်ကူညီနိုင်တာမှန်သမျှဆရာအစွမ်းကုန်ကူညီမယ်အရက်ဖြတ်သူများအသင်းမှာဆရာမိတ်ဆွေတွေရှိတယ်ဒီနေ့ပဲမင်းမေနဲ့ဆက်သွယ်ခိုင်းလိုက်မယ်ထိုတခဏအတွင်းမှာပင်ကျွန်တော်အမြင်ရှင်းသွားသည်အခြေအနေရက်ကောင်းသွားတော့မည်ဆိုတာကိုကျွန်တော်သိလိုက်သည်ကျွန်တော်မကြောက်တော့ပါဆရာလက်ကျွန်တော်ပခုံးပေါ်မှာရှိနေသည်ကိုဖျားသခင်ဤလက်ပမာကျွန်တော်ခံစားနေရသည်ယုံကြည်မှုမျှော်လင့်ချက်နှင့်မေတ္တာတရားတို့သည်ကျွန်တော်အတွက်ပထမဦးဆုံးအကြိမ်ဖြစ်အမှန်တကယ်ပင်ဖြစ်လာခဲ့သည်ထိုအရာတွေကိုကျွန်တော်မြင်ကြည့်လို့ရနေသည်မြည်စမ်းကြည့်လို့ရနေသည်ကျွန်တော်ပတ်ဝန်းကျင်တွင်ရှိနေသူများအတွက်ယုံကြည်မှုမျှော်လင့်ချက်နှင့်မေတ္တာတရားတို့ကျွန်တော်ထံမှပြည့်ရှံလာသည်ကျောင်းတွင်ကြောက်စရာအကောင်းဆုံးသောဆရာသည်ကျွန်တော်၏လျှို့ဝှက်မိတ်ဆွေတစ်ယောက်ဖြစ်လာခဲ့သည်ကျွန်တော်သည်ယုံကြည်ကိုးစားစွာဖြင့်သူနှင့်တပတ်တစ်ကြိမ်တွေ့ဆုံသည်နေ့လယ်စာထမင်းစားချိန်တွင်ကျွန်တော်သူ့စပွဲဘေးမှဖြတ်သွားသည့်အခါတိုင်းသူကကျွန်တော်ကိုဖြတ်ခနဲကြည့်ပြီးရင်းနှီးစွာမျက်စိမှိတ်ပြစမြဲထိုကြောက်စရာကောင်းလာသောစီကံကြီးသည့်ဆရာကြီးကကျွန်တော်ကိုတိမ်တိမ်မွေ့မွေ့ချစ်ချစ်ခင်ခင်နှင့်စိတ်ဝင်စားရှိသည့်အတွက်ကျွန်တော်ရင်ထဲအသေးသေးကဂုဏ်ယူနေမိသည်ကျွန်တော်လိုအပ်နေချိန်တွင်လက်လန်းလိုက်ပါကကျွန်တော်လက်တကမ်းတွင်သူရှိနေသည် Faith, Hope and Love by Peter Spelk ကိုဆရာညီတစ်မြန်မာဘာသာပြန်ဆိုသည်ဒီနေ့ဗီဒီယိုကိုနားဆင်ပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်
ကိုစိတ်နှဖျားကျန်းမာချမ်းသာကြပါစေနောက်ထပ်စိတ်ဝင်စားဖွယ်စာပေနှင့်ဗဟုသုတဗီဒီယိုများအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်